sorry မှာဖလားရဖို့ကံပါမလာသေးရလားကိုကြည့်ရင် brain နာအောင်မင်္ဂလာပါများ Nanny Sport အားကစား channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ Redo ဆိုတဲ့လူသားကြီးဟာကမ္ဘာဘောလုံးလောကမှာဖလားဆိုတဲ့စကားလုံးနဲ့အနည်းဆက်ဆုံးလူသားတစ်ယောက်ဖြစ်ပါတယ် Manchester United Real Madrid ဂျပန်နဲ့နောက်ဆုံးပိုလီလိုရေးစင်အသင်းအထိဘယ်အသင်းကိုပဲသွားသူရောက်နေရအရက်တိုင်းမှာဖလားအောင်မြင်မှုတွေကိုဆွဲခေါ်နိုင်တဲ့ကစားမတစ်ယောက်ဖြစ်ပါတယ် Champions League ဖလား9လုံးဘောလုံးတရားစု9ချိန် League Champion ဆုတွေနိုင်ငံတကာဆုဖလားတွေအစားရှိတဲ့ပြင် Redo ရဲ့ career ကိုကြည့်လိုက်မယ်ဆိုရင်ဖလားမရဘူးတဲ့ဘွားဆိုတာမရှိတော့ပါဘူးဒါပေမဲ့အခု sorry မြန်မာတော့ Redo တယောက်ဖလားလုံးရဖို့ကိုအရန်ကိုခက်ခဲနေတဲ့အခြေအနေနဲ့ကြုံတွေ့နေရပါတယ်မင်းရကစားသွားခဲ့တဲ့ AFC Champions League ဘောလုံးပွဲပြီးမှာဒီမေကုန်းကပို့ပြီးတော့အတန်ကျေလာခဲ့ပါတယ်ဒီပွဲစဉ်မှာ NSA အသင်းဟာအိမ်ကွင်းမှာဂျပန်ကလပ်ဂမ်မာအိုဆာကာအသင်းကိုအခန့်ကစားခဲ့ရပေမဲ့1-0နဲ့မထင်မှပဲရှုံးနေသွားခဲ့ပြီး Redo အတွက် sorry မီကပထမဆုံးသောအဓိကဆုဖလားကြီးထပ်မံလက်လွတ်ခဲ့ရပြန်ပါပြီပွဲပြီးချိန်မှာအသက်47နှစ်အရွယ်စူပါစတာကြီးဟာဒေါသတွေထွက်ပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်နေကြတာကိုကွင်းထဲမှာနေမြင်တွေ့ခဲ့ရပါတယ်အသင်းမော်တွေကိုထားခဲ့ပြီးဥမင်နိုင်ကောင်းတဲအထိတယောက်တည်းဝင်သွားခဲ့တယ်လို့ဒုတိယဆုဆွဲပြရမယ်အခမ်းအနားကိုပါမတက်တော့တဲ့အထိစိတ်ထိခိုက်သွားခဲ့တာဖြစ်ပါတယ်တကယ်တော့ဒီဝက်မတိုင်ခင်မှာ NSA အသင်းဟာပိုဆွဲဖို့ရပန်းအစားဆုံးအသင်းဖြစ်နေကြတာပါအင်္ဂုမှာကစားမဲ့အားသာချက်ရှိတယ် Redo Sadio Mane ဂျာအိုဖိလစ်ဘရိုဆိုပစ်တို့လိုကမ္ဘာအဆင့်ကစားမတွေရှိတယ်ဝေကျေးသုံးဆွဲမှုရပြန်ကြည့်မယ်ဆိုရင်လည်းအာရှကလပ်အများစုထက်အများကြီးတာလွန်နေတယ်ဒါပေမဲ့ဘောလုံးဆိုတာကနာမည်ကြီးလူစင်းရှိုံနဲ့နေအနိုင်ရရှိတဲ့အားကစားမဟုတ်ဘူးဆိုတာဂမ်မာအိုဆာကာကအသက်တွေပြသွားခဲ့တာဖြစ်ပါတယ်ဂျပန်ကလပ်အသင်းဟာစီးစနစ်ကြတဲ့ခန်းစစ်စုပွဲအချိန်ကိုက်ပရက်စနေနဲ့ပြီးတော့အာယုံဆွဲမှုအပြည့်နဲ့ပဲကစားသွားခဲ့ပြီး NSI တိုက်စစ်ကိုလုံးဝအသက်မွန်အောင်ထိန်းချုပ်သွားနိုင်ခဲ့တာပါဘောလုံးအကစားကိုချစ်မြတ်လို့တဲ့ညီကိုလေးတွေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါအခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်ကလပ်အသင်းနိုင်ငံအသင်းအစော်ရဲ့ဂျာစီတွေကို player version, fan version နဲ့ time made one set တွေအပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ် Ryan Express ရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ဝယ်ချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ကြီးဝယ်ယူအားပေးခြင်းတဲ့ညီကိုလေးတွေနဲ့ YGN ဂျာစီ short ရဲ့ Facebook page Messenger မှာသွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါစင်းစရာရကြည့်မယ်ဆိုရင် NSA အသင်းကကိုဘောက်ကန်သွင်းခွင့်အချိန်နဲ့10ရီရခဲ့ပေမဲ့ဂမ်မာအိုဆာကာကတော့4ချိန်ပဲရခဲ့တာပါဒါပေမဲ့ဘောလုံးမှာအရေးကြီးဆုံးကအခွင့်အရေးဘလောက်ရလဲမဟုတ်ပဲနဲ့အခွင့်အရေးကိုဘလောက်ထိအသုံးချနိုင်လဲဆိုတာကအဓိကဖြစ်ခဲ့ပါတယ် NSA ကအခွင့်အရေးတွေဖြုံးနေချိန်မှာဂျပန်ကလပ်ဂမ်မာအိုဆာကာကတော့သူတို့ရတဲ့တစ်ချိန်တည်းသောအခွင့်အရေးကိုအနိုင်ကိုပင်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်ဒီဘက်မှာအထူးကြီးကျူးရမှာကဂမ်မာအိုဆာကာရဲ့အသက်18နှစ်အရွယ်လူငယ်ကိုသမားလေးရူအီအာရီကီပါပဲ Professional career ခုနှစ်ပွဲပဲကစားဖို့တဲ့လူငယ်လေးဟာ Redo မာလေးဖိလစ်တိုရဲ့ကန်ချက်တွေကိုတစ်ချိန်ပြီးတစ်ချိန်လက်ဆွဲမြကာကွယ်သွားနိုင်ခဲ့ပါတယ်တချို့ကာကွယ်မှုတွေဆိုရင်တော့ကမ္ဘာအဆင့်ကာကွယ်မှုလို့တော့ပြောလို့ရတဲ့အဆင့်မှာအဲ့လိုလူငယ်ကစားမလေးတယောက်ရဲ့ performance ကြောင့်ပဲ Redo ရဲ့အိမ်မက်တွေကထပ်မံပျက်စီးသွားခဲ့လို့ဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီရှုံးပွဲကို Redo တယောက်တည်းအပြစ်တော့ပြောလို့မရပါဘူးတကယ်လည်းပြဿနာက NSA တသိန်းလုံးရဲ့ winning mentality ဘိုင်းမှာရှိနေတာလို့ပြောရင်ပုံမှန်ပါလိမ့်မယ်သူတို့တင်အရေးကြီးတဲ့ final ပွဲတွေမှာဖိအားကြီးတဲ့အခိုက်အတန့်တွေရောက်လာတိုင်းတခုခုမှားယွင်းသွားတဲ့ပုံစံမျိုးဖြစ်နေပါတယ်ပြောမယ်ဆိုရင်ပြီးခဲ့တဲ့ sorry super fla ဘောလုံးပွဲမှာဆိုရင်လည်းအိမ်လေအသင်းကိုအတားရနေပြီးမှ7 minute တွင်း4ဂိုးပေးလိုက်ရပြီးရှုံးနေကြရတာတွေဘင်ဗလာပွဲမှာလည်း Redo ကိုယ်တိုင် penalty တွဲခဲ့လို့အခွင့်အရေးဆုံးရှုံးခဲ့တာတွေ AFC အထူးချန်ပီယံလိ semi final မှာလည်းဂိုးပေါက်အလုပ်ကိုကန်သွင်းခွင့်ကို Redo လဲချော်ခဲ့တာတွေဒီဟာဒီစား Soboti super star ဖလားပြိုင်ပွဲမှာလည်းအနိုင်ရနေပြီးမှနောက်ဆုံးမိနစ်မှာဂိုးသမားအမှားကြောင့်ချီပါကိုပေးခဲ့ရပြီး penalty မှာရှုံးနေကြရပြန်တာတွေက Redo ရဲ့ NSA အသင်းဟာဆိုပလာကန်ချော်နေတဲ့ချိန်စာများတက်ရောက်နေလားလို့မိကုန်းထွားတော့မှာဖြစ်ပါတယ်ဒီအချိန်တွေကိုပို့ပြီးတော့စိုးဝါးသွားစေခဲ့တာကပြီးခဲ့တဲ့ဘက်ကကစားခဲ့တဲ့အိမ်လေအသင်းနဲ့လီဗလာပွဲစဉ်မှာပွဲစဉ်မှာ NSA အသင်းအနိုင်ရရှိခဲ့မယ်ဆိုရင်ချန်ပီယံဆိုလာကိုစောစီးကံမြောက်နိုင်ခဲ့မှာဖြစ်ပါတယ်ဒါပေမဲ့ဖြစ်ချင်တော့ Redo ရဲ့ NSA အသင်းဟာနောက်ဆုံး68မိနစ်မှာချီပါကိုပြန်ပေးလိုက်ခဲ့ရကြောင်းအခုနောက်ဆုံးပွဲစဉ်တွေစောင့်ကြည့်သွားမှာဖြစ်ပါတယ်တကယ်တော့ Redo အတွက်အခုအာရှချန်ပီယံလိဖလားကိုလက်လွတ်ခဲ့ရပေမဲ့သူ့ရဲ့ဆိုလာမျှော်လင့်ချက်ကမပြီးဆုံးသေးပါဘူး။ဘာကြောင့်လဲဆိုတော့လာမယ့်မေလ21ရက်နေ့ Sorry Pro လေးနောက်ဆုံးပွဲစဉ်မှာတန်းစစ်ဆောင်ကဒမ်မန်အသင်းကိုအနိုင်ရရှိခဲ့မယ်ဆိုရင် Redo အနေနဲ့ Sorry မြန်မာပထမဆုံးသောတရားဝင်ဆိုဖလားကိုရယူနိုင်တော့မှာဖြစ်ပါတယ်။ Redo တယောက်ဒီဖလားကိုရယူသွားဖို့အတွက်နောက်ဆုံးပွဲစဉ်မှာအာဂုံထုတ်စူးစမ်းသွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။